အဲ့တော့စုကိုအရင်ဆုံးပြန်မိတ်ဆက်မယ်ပေါ့နော်စုကတော့အခုလောလောဆယ်ဂျပန်နိုင်ငံမှာနေပါတယ် foundation ထည့်တဲ့ဟာအရင်မိုက်တယ်ရန်100တန်ဆိုင်ကညခုံမွေးဆွဲတယ်ကျွတ်တောင်ကျွတ်နေကျွတ်နေဟာလေးကိုဒီလိုမျိုးလေးဆက်ပြီးဒီဂျပန်နိုင်ငံမှာနေတဲ့အတွေ့အကြုံလေးတွေပြီးသွားရင်ဂျပန်မှာကြောင်းတက်ခဲ့တဲ့အတွေ့အကြုံတွေစုအတွက် grow ဖြစ်စေခဲ့တဲ့ဒီ Japanese culture နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို sharing လုပ်သွားမှာဖြစ်ပါတယ် Hello မင်္ဂလာပါHello မင်္ဂလာပါအခုပေါ့နော်စုက grocery shopping လေးသွားမယ်လာမယ့်အပတ်အတွက်ဈေးသွားဝယ်စရာနေရှိတယ်နည်းနည်းပေါ့နော်အသားလေးရွက်လေးတွေစုကတစ်ပတ်ကိုတစ်ခါပဲအဲ့လိုစနေတနင်္ဂနွေပိတ်ရက်ဒီမှာလို့သွားဝယ်တယ်ပေါ့နော်အဲ့တော့သွားဝယ်ဖို့အတွက်အခုနည်းနည်းပြင်ဆင်ပြီးတော့သွားပါမယ်အဲ့ဒါအခုပြင်နေနဲ့ make up ပုံမှန်ဆိုမလိမ့်ပြဘူးပေါ့နော်နည်းနည်းပပလေးလိမ့်ပြီးတော့လိမ့်နေရင်လည်းအခုဗာတတိရလဲဆိုအခုတော့စဉ်းစားပြနေရပါတော့ YouTube ကိုတိတ်ပြီးတော့update မလုပ်ဖြစ်ဘူးပေါ့နော် live update ပုံမှန်လည်းမတင်ဖြစ်ဘူးအဲ့တော့YouTube မှာ update တိတ်မဖြစ်ဘူး channel သာဖွင့်ထားတာကွာအဲ့တော့ update မဖြစ်ဘူးလို့ကိုခံစားနေရတာပေါ့နော်Facebook နဲ့ဒီ TikTok မှာကျတော့သူ့ဟာလေးနဲ့သူပုံမှန်လည်း update တင်ဖြစ်တယ်ပြီးသွားရင် group လည်းတူဖြစ်နေပေါ့နော်အဲ့တော့YouTube ကိုနည်းနည်းလေးပြန်ပြီးတော့ focus ထားမယ်လို့စဉ်းစားပြင်နေနည်းနည်းပါအလှပြင်နေပေါ့နော်အရင်ပြင်တက်လို့လည်းမဟုတ်ပါဘူးပြင်နေစကားလေးပြောမယ် YouTube အတွက်ဗီဒီယိုလေးအနေနဲ့ပေါ့နော်စကားလေးပြောမယ်ဆိုပြီးစဉ်းစားပြတယ်ပေါ့နော်အဲ့တော့စုရဲ့မှာ foundation ထည့်တဲ့ဟာအရင်မိုက်တယ်သူကလေဟို simple foundation အထုပ်လေးတွေလက်ဆောင်ရအောင်ကွာလက်ဆောင်ရတာကိုဒီဘူးလေးနဲ့ထည့်ထားဒါကဂျမ်ဘူးကကုံသွားတော့ဖန်ပလင်းနဲ့ဖြစ်တော့လို့ထည့်လို့ကောင်းတယ်လေကောင်းတော့ဒီထဲထည့်ထားfoundation ကဆိုတာများတော့ရင်မလိမ့်လဲဒီလိုမျက်တွင်းညိုတဲ့နေရာမျိုးတွေပြီးရင်နည်းနည်း dark spot လေးရှိတဲ့နေရာနဲ့အဲ့ဒါပဲလိမ့်နေကျန်တဲ့နေရာတော့မလိမ့်အဲ့တော့ဒီလောက်ဆိုရင်ဒီအဖုံးမှကတ်နေတဲ့ဟာလေးကိုလက်လေးနဲ့တို့ပြီးဒီလောက်ပဲခုနကတော့က sunscreen လိမ့်နေ sunscreen ကြတော့ဒါလေးသုံးတယ်စုက acne တွေထွက်တယ်ဒီ oily skin ပြီးသွားရင်လို့ acne ထွက်တတ်တဲ့လူဆိုတော့တော်တော် sunscreen ကိုရွေးပြီးသုံးရတယ်စုပထမအရှိမအဲ့လို acne ထွက်တဲ့ဟာတွေအကုန်လုံးက sunscreen မှားသုံးပြီးလို့ဖြစ်တဲ့ပြဿနာတွေပေါ့နော်အဲ့တော့စုကဒီဟာလေးကိုတော့သုံးတာအဆင်ပြေတယ်ဒါပေမဲ့အဲ့လို cleansing တေချာလုပ်ပေးရတယ်ပေါ့နော်မဟုတ်လို့ရှိရင်ဒီဗာလဲအစီဘူးတွေကထက်ထွက်လာရပေါ့နော်အဲ့တော့ cleansing တော့တေချာလုပ်ပေးရပြီးရင်စုကမလိုအပ်ဖဲနဲ့လဲ sunscreen မသုံးမှထားပါတော့အပြင်မထွက်ရတဲ့အနေမျိုးတွေဆိုရင် sunscreen လုံးဝမလိမ့်ဘူးပေါ့နော်အဲ့တော့စုရဲ့မျက်နှာအဲ့လိုအရန် oily ရမ်းဖြစ်ပြီးတော့လို့အစီရမ်းအစီဘူးတွေတအားထွက်တဲ့မျက်နှာဆိုတော့လေအဲ့တော့အခုကဒီလိုပလေးပဲလိမ့်မယ်ပေါ့နော် makeup ကလည်းအဲ့လိုရုံးနေပါသွားလဲအဲ့လိုပဲဒီလောက်ပဲလိမ့်တယ်အဲ့တော့စုကိုအရင်ဆုံးပြန်မိတ်ဆက်မယ်ပေါ့နော်စုကတော့အခုလောလောဆယ်ဂျပန်နိုင်ငံမှာနေပါတယ်ဂျပန်နိုင်ငံမှာ civil engineering နဲ့ပတ်သက်တဲ့အလုပ်ကိုလုပ်နေပါတယ်ဂျပန်ရောက်နေတာက9နှစ်ရှိပြီအခု9နှစ်မြောက်ထဲရောက်နေပြီပေါ့နော်စုတို့လုံးကတော့စုကဂျပန်ကိုအလုပ်နဲ့လာတာမဟုတ်ပါဘူးကျောင်းတက်မယ်မာစာပြီးရင်ပြန်မယ်ပေါ့နော်မာစာပြီးသွားလို့ရှိရင်ကိုယ့်နိုင်ငံမှာအဲ့တုန်းကလည်းဂျပန်ကုမ္ပဏီတွေကအရန်ဖြစ်တယ်လေဂျပန်ကုမ္ပဏီတွေတအားအများကြီးရဲ့ opportunity တွေအများကြီးရှိရဲဆိုပြီးတော့အယုံဆုံးတော့စုရဲ့ငယ်တုန်းက dream တစ်ခုဖြစ်တဲ့နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာမာစာဘွဲယူမယ်ဆိုပြီးဘွဲရပြီးတစ်လလောက်မှာရယ်ဆိုတာဂျပန်မှာဒီဂျပန်ဆာကာ University မှာကျောင်းလာတက်တယ်ပေါ့နော်မာစာကျောင်းလာတက်ပါတယ်ဒါလေးကတော့ဂျပန် brand ပဲစုနဲ့အရင်အဆင်ပြေလို့သုံးတာစုက makeup တွေပါတယ်ဆိုလို့ရှိရင်အရင်ကြီး brand တွေလည်းမရွေးသလိုပြီးရင်အရင်နဲ့မလိမ့်ပြတော့လေတိတ်ပြီးတော့ဝယ်တာလည်းမရှိဘူးအဲ့တော့ဒီဟာလေးရှိမယ်ပေါင်တာလေးရှိမယ်လေခုနကလိုမျိုး foundation တစ်ခုရှိရင်ရပြီဒါပဲအဲ့တော့အခုပြီးသွားရင်ဆိုရင်ဒီနှုံးကလည်းပြောဘူးလားတော့မသိဘူးအရင်ကျဒါကကြတော့ရန်100တန်ဆိုင်ကညခုံမွေးဆွဲတယ်စုရဲ့မျက်နှာတစ်ပြင်လုံးမှာစုကအကြိုက်ဆုံးစိတ်ပေါင်းပြောပါစို့ညခုံမွေးဆွဲရတာကိုအရန်သဘောကျတဲ့လူထဲမှာပါတယ်ပေါ့နော် make up စလိမ့်တက်တဲ့အဲ့လိုမျိုးမှတ်မိသေးတယ် make up စလိမ့်တာကစုကအဲ့ဒီ first year ပေါ့နော်တက္ကသိုလ်စတက်တဲ့ first year မှာ make up စလိမ့်တာအဲ့မှာဆိုလို့ရှိရင်အဲ့တုန်းကဆိုလို့ရှိရင်မျက်ခုံးမွေးကိုယ့်ဘက်ကိုရိတ်တာရိတ်တော့ကွာအဲ့လိုမျိုးမျက်ခုံးမွေးတွေကတစ်ဖက်နဲ့မညီတာတွေပြီးရင်လို့ပြက်နေတဲ့ဟာမျိုးတွေအဲ့လိုမျိုးစုံဖြစ်ပူးတယ်ပေါ့နော်အဲ့တော့စုရဲ့ဒီမျက်နှာအစိပ်ပိုင်းထဲမှာဆိုရင်အဲ့လိုမျက်ခုံးမွေးဆွဲရတာကမဖြစ်မနေလောက်ရတဲ့အလုပ်စုအတွက်အရန်ကြိုက်လို့အဲ့လိုပေါ့နော်
အဲ့တော့အခုပြန်ပြီးတော့ခုနကအကြောင်းအရာကိုပြန်ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ဂျပန်မှာအလုပ်လုပ်ကြည့်မယ်ဆိုပြီးတော့ okay မြန်မာနိုင်ငံထဲမှာပြန်ကျင်သေးဘူးမြန်မာအလုပ်လုပ်ကြည့်မယ်ဆိုပြီးတော့အလုပ်လုပ်ဖြစ်တယ်ပေါ့နော်။ကြောင်းပြီးသွားတဲ့ချိန်မှာဂျပန်မှာအလုပ်ရှာတဲ့အတွေ့အကြုံမျိုးတွေပေါ့နော်။အဲ့လို story လေးအများကြီးရှိရပေါ့နော်။အဲ့ဟာလေးတွေလည်းပြောပြခြင်းနဲ့အဲ့တော့ဒီစုရဲ့ဒီ YouTube channel မှာတွေ့ကြုံခဲ့တဲ့ဒီ experience လေးတွေကို sharing လုပ်သွားမယ်လို့စဉ်းစားထားရပေါ့နော်။အဲ့ဟာလေးပါပဲအဓိကအဲ့ဟာလေး update လုပ်သွားခြင်းတဲ့အဲ့တော့ stay tuned နော်တခါလေကြတော့လေအလုပ်တစ်ဖက်နဲ့ကြတော့လေဟိုအမြန်ကို excuse မပေးပြအောင်လို့တော့စူးစမ်းရပဲဒါပေမဲ့လည်းတစ်ခါလေကြရင်တော့တချို့ရက်တွေဆိုတော်တော်ပင်ပန်းတယ်ပေါ့နော်။ဘာလို့ဆိုတနင်္လာနေ့ကနေတောက်ကြနေ့ထိအလုပ်လုပ်တယ်9 to 5 job လုပ်တယ်။အဲ့အောင်တော်သေးရဲ့စုတို့အလုပ်ကအရန်ကြီးဟိုလိုမျိုးဟို over time တွေအရန်ဆင်းရအဲ့လိုမျိုးတွေမဟုတ်လို့သိလား။တော်တော်လေးကောင်းတဲ့အလုပ်မလို့ဟိုမျိုးကြီးတွေမှာဆိုလို့ရှိရင်တော်တော်များများကြည်လာလို့ရှိရင် over time တွေဆင်းပြီးစနေတွေနေ့ဆိုတဲ့အလုပ်တွေလုပ်အဲ့လိုမဟုတ်ဘူးဆိုတော့အလုပ်ကကြတော့စနေတနင်္ဂနွေဆင်းနေဆိုလို့ရှိရင်သူကအစားတို့ပြန်ရတယ်ပေါ့နော်အစားတို့အဲ့လာထဲမှာပဲအစားတို့ပြန်ယူရတယ်အဲ့လိုအရန် rush မဟုတ်တဲ့အလုပ်မျိုးဆိုတော့တော်တည်းကန်ကောင်းတယ်ဟိုကိုယ့်ရဲ့တခြားကိုဝါသနာပါတဲ့အလုပ်မျိုးအခုလိုမျိုး blogging ရိုက်တာမျိုးတွေဒီလိုတခြား side hustle လေးလုပ်လို့ရတာပေါ့နော်အခုကပါနေဆိုပါမယ်နောက်တစ်ခုကြိုက်တာကဒုတိယမျက်နှာမှာပထမအကြိုက်ဆိုတာမြေခုံးမွေးဆိုလို့ရှိရင်အခုမြေခုံးမွေးဆွဲပွဲပေါ့နော်မြေခုံးမွေးဆွဲပြီးသွားရင်ဒုတိယအကြိုက်ဆုံးကပါနေဆိုတာအမမလုပ်ဘူးအဲ့လို heavy makeup ကြီးမလုံးဆိုရင်တော့မှအဲ့ဒီမျက်ခုံးမွေးဆွဲတယ်ပါနေဆိုတယ်အဲ့ဒါတော့မဖြစ်မနေလုပ်တယ်ပါနေမယ်ဆိုလို့ရှိရင်စိမျက်နှာကြီးကြည့်ကြည့်လိုက်တမျက်နှာလုံးကအဲ့လိုဖြူဖြူကြီးနဲ့ကွာအဲ့လိုမျိုးကြီးဖြစ်နေရောကိုအဲ့လိုမသိဘူးအဲ့လိုပါနေလေးဆူလိုက်တော့မှလေပို့ပြီးတော့အဲ့လို confidence ရှိပြီးတော့လို့healthy ဖြစ်သွားတဲ့မျက်နှာလို့ခံစားရတယ်ပေါ့နော်ဒီပါနေကလည်းကြားလာနေပြီး hearty hug ကနေဝယ်ထားတာကြိုက်တယ်ကြိုက်တော့မှသုံးနေတယ်ဒီလိုဖြစ်နေပေါ့နော်အဲ့တော့ဆိုတာတိတ်ပြီး brand အစွဲမရှိဘူးပြီးတော့ကိုနဲ့အဆင်ပြေတဲ့ဟာမျိုးဆိုရင်အဲ့လိုမျိုးသုံးတယ်ပေါ့နော်ဒီ brush ကလည်းရန်တရားဆိုင်ဝယ်ထားတာကျွတ်တောင်ကျွတ်နေကျွတ်နေဟာလေးကိုဒီလိုမျိုးလေးဆက်ပြီးမရရအောင်ဆက်ပြီးပါနေနေနည်းနည်းလေးပပလေးပဲဒီလိုလေးယူပြီးမှအဖုံးလေးမှာဆိုတာဒီလိုပြန်ပြီးတော့ဟိုပါနေဟိုကပြန်လုပ်တယ်ပေါ့နော်ကဲပြီးပါပြီရပြီပြီးတော့အခုတလောလေးရမ်းကြိုက်နေရဟာလေဒီဟာလေးကလည်း Japan product ပဲအဲ့ဟာလဲဆိုလက်ဆောင်ရတာဒီဟာလေသူကဒီလိုမျိုးလေးကိုပန်ဆယ်လေး eye shadow ဒီလိုမျိုးပန်ဆယ်လေးပေါ့နော်အဲ့တော့အရောင်လေးလည်းကြိုက်တယ်ဆိုပြီးတော့အရမ်းမြန်လို့ဟိုလိုမျိုး layer တွေအထက်လုပ်စရာမလိုဘူးပေါ့နော်အဲ့တော့မျက်လုံးမှာဒီလိုမျိုးလေးလုပ်ပြီးတော့လက်လေးနဲ့ blend လိုက်တယ်ပြီးတော့ဒီဘက်မှာလည်းအဲ့လိုမျိုးလုပ်ပြီးလက်လေးနဲ့ blend လိုက်တယ်Okay အဲ့ဆိုရင်မျက်လုံးနဲ့ပြီးသွားရင်စုကနှာခမ်းကြီးဆိုလို့ရှိရင် matte လုံးဝမကြိုက်ဘူးအရင်တော့ငယ်ငယ်တော့ကြိုက်ခဲ့ရပါတော့ဒါပေမဲ့အခုအချိန်မှာတော့တိတ်ပြီးမကြိုက်လာတော့ matte ကလေအဲ့တော့ gloss ကအရင်ဆိုတယ် gloss ကိုအဆင်ပြေ gloss ပေါ့နော်ဒါကတော့ drugstore မှာရှိရ gloss ပဲဆိုလိုက်တယ်အရင်ဟဲရဲပြီးမှဒီမှာmatte တစ်ခုရှိတယ်အဲ့ဟာ matte မကြိုက်တော့အရင်ဆုံး gloss ဆိုပြီးတော့မှဒီလိုမျိုးလေးဆိုလိုက်တာအဲ့တော့ပြီးသွားတယ် that's it အရင်မြန်ပြီးအရင်ရိုးရှင်းတယ်ပေါ့နော်ဒါပါပဲသူရဲ့ပြီးရင် shopping သွားမယ် shopping ဆိုတာတဲ့ဈေးလာမဲ့အပတ်အတွက်ဈေးဝယ်ရမှာပေါ့နော်အခုရက်ပိုင်းနေရလို့ကိုယ်တိုင်ချက်စားပြစ်တော့လိုတဲ့လိုအသီးရွက်တို့ဘာတို့မနှက်စာအတွက်တို့ဘာတို့အဲ့ဒါလေးဝယ်ရမှာပေါ့နော်အဲ့တော့စုရဲ့ဒီ YouTube channel လေးမှာလည်းစုကပေါ့နော်ဒီဂျပန်နိုင်ငံမှာနေတဲ့အတွေ့အကြုံလေးတွေပြီးသွားရင်ဂျပန်မှာကြောင်းတက်ခဲ့တဲ့အတွေ့အကြုံတွေအခုလောလောဆယ်အလုပ်ခွင်မှာကြုံတွေ့နေရတဲ့အတွေ့အကြုံတွေစုအတွက် grow ဖြစ်စေခဲ့တဲ့ဒီ Japanese culture နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို sharing လုပ်သွားမှာဖြစ်ပါတယ်ဂျပန်နိုင်ငံကိုလာပြီးအလုပ်လုပ်ချင်တဲ့သူမျိုးတွေပြီးတော့ဂျပန်ကိုစိတ်ဝင်စားတဲ့လူတွေအတွက်အကျိုးရှိမဲ့ content လေးဖန်တီးသွားမှာဖြစ်ပါတယ်အဲဒါကြောင့်လို့စုရဲ့ channel လေးကိုအမြဲတမ်းစောင့်ကြည့်ပေးဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော် bye bye